မင်္ဂလာပါမိခင်တဦးရဲ့မေတ္တာဆိုတာဘလို့စည်းကမ်းသတ်မှတ်ချက်မှမရှိဘဲအစဉ်အမြဲစီးဆင်းနေတဲ့ဂင်္ဂါမြစ်ရည်လိုကြည်လင်တန့်ရှင်းလာပါတယ်အတိတ်ဟောင်းအမှတ်တရတွေထဲကနေဒီနေ့မှာတော့အတ္တဆိုတာပျောက်ကွယ်သွားပြီးအနစ်နာခံလို့တဲ့မေတ္တာတရားတသက်တာကြံရှိတော့တဲ့ဖြစ်ရမှန်ဇလန်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဂင်္ဂါမြစ်ရဲ့မြင့်မြတ်တဲ့မြင်ကွင်းတွေနဲ့အတူနာမည်ကျော်စာရေးဆရာရာဂျေးရှ်ချန်ဒရာနီမာဒန်လာဂျိန်းရေးသားထားတဲ့နှလုံးသားကိုထိရှစေမဲ့ကျွန်တော်အမေအဆိုတဲ့ဇလန်းကိုနားဆင်ပေးကြပါဦးရှင်ကျွန်တော်အမေကျွန်တော်အပေါ်ဘလောက်တောင်ချစ်မြတ်နိုးခဲ့တယ်လဲဆိုတာ2019ခုနှစ်ဒီဇင်ဘာလ19ရက်အမေဒီလောကမှာကျွန်တော်တို့နဲ့အတူရှိနေသေးတဲ့အချိန်ကမှတ်တမ်းဖြစ်ပါတယ်အစားကနေပဲပြန်ဆက်ရမယ်ဆိုရင်ပိုကောင်းပါလိမ့်မယ်ကျွန်တော်ငယ်ဘဝကနေအရွယ်ရောက်လာတဲ့အထိကျွန်တော်တို့အိမ်ဟာအမြဲတမ်းပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေခဲ့တာပါအဲ့ဒီလိုမိသားစုကြီးထဲမှာအမေအနားမှာနေရတာဟာကျွန်တော်အတွက်အကြီးမားဆုံးပျော်ရွှင်မှုပါပဲအမေရဲ့ကျင်နာမှုကကျွန်တော်ရဲ့အင်အားပဲဖြစ်ပါတယ်အိမ်မှာမောင်နှမတွေလည်းရှိတော့အမေဟာအရာအလုံးကိုထိန်းညှိခဲ့ရပါတယ်သားသမီးတွေမိသားစုနဲ့ဘာသာရေးတာဝန်တွေကိုအံ့ဩစရာကောင်းလောက်အောင်ဆောင်ရွက်ခဲ့ပါတယ်အမေဟာမိမိကိုယ်ကိုအတွက်အချိန်ပေးနိုင်တာအင်မတန်နှဲပါလှပါတယ်ကျွန်တော်လူလားမြောက်လာတဲ့အခါအမှန်တရားတစ်ခုကိုသတိပြုမိလာပါတယ်အမေဟာတခြားသူတွေထက်အင်မတန်နှိမ့်ချပြီးတည်ငြိမ်အေးချမ်းတဲ့စိတ်ထားရှိသူပါအမေတဦးပေါ်ဒေါသထွက်တာကိုကျွန်တော်တခါမှမမြင်ဘူးပါဘူးစိတ်တူတာကိုလည်းသတိမထားမိခဲ့ပါဘူးအဲ့ဒီခေတ်ကာလတုန်းကဒါဟာမိခင်တဦးရဲ့အိမ်ရှင်မတဦးရဲ့တဘာဝကျတဲ့ဂုဏ်အင်္ဂါရဲ့ဖြစ်နိုင်ပါတယ်။စံပြအိမ်ရှင်မတဦးရဲ့ပြယုံပါပဲ။အချိန်တွေကုန်ဆုံးလာပြီးကျွန်တော်ရဲ့အမြင်တွေပိုပြီးကျယ်ပြန့်လာတဲ့အခါမှာမေစီမှာတခြားဘသူစီမှာမှမတွေ့ရတဲ့ထူးခြားတဲ့အရေးချင်းတစ်ခုကိုမြင်ခဲ့ပါတယ်။ဒါကတော့အမေရဲ့စီကံချက်မရှိတဲ့လူနေမှုပုံစံပါပဲ။အမေဟာမိသားစုအိမ်နီးချင်းနဲ့လူအဖွဲ့အစည်းရဲ့အခြေအနေတိုင်းကိုလက်ခံခဲ့ပါတယ်။ဒါပေမဲ့အမေကိုယ်တိုင်ကတော့တခြားသူတွေအပေါ်ဘလို့စည်းကမ်းချက်မှမသတ်မှတ်ခဲ့ပါဘူး။ဒီနေ့ခေတ်လောကကြီးအကြောင်းကိုကျွန်တော်နားလည်လာတဲ့အခါမှာတော့ဒီလိုမျိုးလောဘကင်းတဲ့စိတ်ထားမျိုးဟာအင်မတန်ရှားပါးတယ်ဆိုတာနားလည်လာပါတယ်။မိမိရဲ့တည်ရှိမှုကိုတခြားသူတွေရဲ့တည်ရှိမှုထဲမှာလုံးဝအုံပေါင်းဆက်လိုက်ဖို့ဆိုတာမလွယ်ကူပါဘူး။ခဏတစ်ဖြုတ်အတွက်မဟုတ်ပဲတစ်သက်လုံးအတွက်ဆိုရင်ပိုလို့တောင်ခက်ခဲပါတယ်။အမေဟာအင်မတန်ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဆိုတာအသေးချာပါပဲ။လူသားတွေတဲကချွင်းချက်လို့တောင်ဆိုရပါမယ်။အမေရဲ့ရိုးသားမှုနဲ့စီကံချက်မရှိတဲ့ဘဝထဲမှာတခါတရံပျော်ရွှင်စရာအခိုက်အတန့်လေးတွေကိုကျွန်တော်မြင်ခဲ့ရပါတယ်။လာလိပ်ပူဆိုတာအမေရဲ့ဇာတိမြေပါ။အမေဟာအသက်၈နှစ်အရွယ်မှာတင်ဖခင်နဲ့အကိုဖြစ်သူကိုဆုံးရှုံးခဲ့ရပါတယ်။အဲဒီနောက်မှာအဖွားနဲ့အမေဟာဆွေမျိုးမိသားစုတွေနဲ့အတူဖြတ်သန်းခဲ့ရပါတယ်။ကျွန်တော်ငယ်ငယ်တုန်းကအဲ့ဒီကိုအလဲသွားတဲ့အခါအမေရဲ့မြင့်မြတ်တဲ့စိတ်နေစိတ်ထားတွေဘယ်ကနေလာသလဲဆိုတာကိုကျွန်တော်သိခဲ့ရပါတယ်။လာလိပ်ပူမှာရှိနေတဲ့အခါအမေရဲ့အတန်မှာစိတ်အေးချမ်းမှုတစ်မျိုးကိုခံစားရတတ်ပါတယ်။အဲ့ဒီမှာဒီနေ့အထိကျွန်တော်တို့ရဲ့ဆွေမျိုးသားချင်းတွေနေထိုင်နေကြဆဲပါသူတို့ဟာရိုးရှင်းပေမဲ့စိတ်ထားကတော့အင်မတန်မြင့်မြတ်ကြပါတယ်သူတို့ဟာအမေကိုအမြဲတမ်းရင်ထဲကနေလှိုက်လိုက်လဲလေးစားခဲ့ကြပါတယ်အမေရဲ့သေးငယ်တဲ့ဆန္ဒလေးတွေအဲ့ဒီမှာပြည့်စုံသွားတာကိုမြင်ရတဲ့အတွက်ကျွန်တော်ဝမ်းသာမိပါတယ်လာလိပ်ပူရဲ့လမ်းကြားလေးတွေထဲမှာအမေဟာတကယ်ကိုသူ့အိမ်သူ့ယာမှာရှိနေတယ်လို့ပါပဲကျွန်တော်နဲ့အမေရဲ့အတိတ်အမှတ်တရတွေကိုပြန်ဆက်ပေးရစေ။ဘာသာရေးကိုင်းဆိုင်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာရတဲ့အတွက်အမေဟာမျှော်လင့်ချက်တွေအများကြီးထားခဲ့ပါတယ်။ကျွန်တော်တို့မောင်နှမတွေကိုဘာသာတရားကိုနားလည်စေခြင်းတလို့ကျမ်းစာတွေကိုလည်းသင်ယူစေခြင်းပါတယ်။ကျွန်တော်မောင်နှမတွေကတော့အမေဆန္ဒကိုဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီအချိန်တုန်းကစာသင်ရမှာကိုစိတ်ဝင်စားမှုနည်းနည်းလေးလျော့နေခဲ့ပါတယ်။နောက်ပိုင်းမှာအလုပ်ကိစ္စကြောင့်ကျွန်တော်အိမ်နဲ့ဝေးရမှာပဲနေထိုင်ခဲ့ရပါတယ်။ဒီလိုနဲ့ဘာသာရေးလှုပ်ဆောင်မှုတွေမှာငယ်စဉ်ကတည်းကနောက်ကျခဲ့တဲ့ကျွန်တော်ရဲ့နောက်ကျမှုဟာတစ်သက်လုံးအရေးတစ်ခုလို့ပေါ်လိုက်ပါလာခဲ့ပါတယ်။လွန်ခဲ့တဲ့9နှစ်ကအဖေကွယ်လွန်သွားပြီးနောက်ပိုင်းမှာအမေဟာအားနည်းလာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာအစစ်အမြစ်ကြိုက်ခဲမှုတွေကြောင့်အိယာထဲမှာပဲရှိနေခဲ့ပါတယ်။ကျွန်တော်ညီငယ်ရဲ့မိသားစုကအမေကိုအင်မတန်မေတ္တာနဲ့ပြုစုစောင့်ရှောက်ပေးနေပါတယ်။အမေရဲ့ခန္ဓာကိုယ်ဟာအခုဆိုရင်25ကီလိုလောက်ပဲရှိတော့ပုံရပါတယ်။ဒါပေမဲ့ဒီလိုခက်ခဲတဲ့အခြေအနေမှာတော့အမေရဲ့စိတ်ဓာတ်ကတော့မယိမ်းမယိုင်ခိုင်မြဲနေသေးပါ။အမေဟာအခုဆိုရင်တစ်နေ့ကိုတစ်နက်ပဲစားတော့ပါတယ်။စိတ်အာယုံအားလုံးကိုလွတ်မြောက်ရာလမ်းစီမှာပဲအာယုံစိုက်ထားပါတယ်။ခန္ဓာကိုယ်အားနည်းနေပေမဲ့အသိဉာဏ်ကတော့အံ့ဩစရာကောင်းလောက်အောင်ကြည်လင်နေပါတယ်။အမေဟာအင်မတန်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။တစ်သက်လုံးသင်ယူခဲ့တဲ့တရားတော်တွေကိုအခုထိအလွတ်ရနေပါသေးတယ်။အမေရဲ့ကဘာဟာအခုဆိုရင်အခန်းငယ်တစ်ခန်းထဲမှာပဲရှိတော့ပါတယ်။ဒါပေမဲ့အဲ့ဒီမှာတော့အမေစီမှာဘာညှဉ်းညူမှုမှမရှိပါဘူး။လောကီရေးရာကိစ္စတွေကအခုဆိုရင်အမေအတွက်အဓိပ္ပာယ်မဲ့နေပုံပါပဲ။အမေဟာပညာရှိဆန်တဲ့စကားတခွန်းကိုအမြဲတမ်းပြောလေးရှိပါတယ်။အားလုံးကိုခွင့်လွှတ်တဲ့အားလုံးစီကခွင့်လွှတ်ခြင်းကိုတောင်းခံပါတယ်။အမေကြောင့်စိတ်နှောက်ယှက်ဖြစ်ခဲ့ရသူတွေရှိရင်အမေကတောင်းပန်တယ်လို့အမေအပေါ်စိတ်ဆင်းရဲအောင်လုပ်ခဲ့သူတွေကိုလည်းအမေကလွယ်လွယ်ကူကူပဲခွင့်လွှတ်ပေးလိုက်ပါတယ်။ကျွန်တော်ရဲ့အမကြီးကီရန်ကဒီအမှန်တရားကိုအပြည့်အဝနားလည်ပါတယ်။သူဟာနေ့တိုင်းဖုန်းနဲ့အမေကိုတရားတော်တွေဖတ်ပြလေးရှိပါတယ်။အမေဟာအကုန်မှတ်မိနေပေမဲ့စိတ်လှုပ်ရှားစွာနဲ့နားထောင်လေးရှိပါတယ်။ကျွန်တော်ပြောခဲ့သလိုပဲဝိညာဉ်ရေးရာရှုထောင့်ကကြည့်ရင်ကျွန်တော်ဟာနောက်ကျနေတဲ့သားပါ။အဝေးမှာနေထိုင်ရတဲ့အတွက်ကိုယ်တိုင်ကိုယ်ကျအနားမှာပြုစုခွင့်မရခဲ့ပါဘူး။လွန်ခဲ့တဲ့2 လလောက်ကလှပတဲ့အတွေ့တစ်ခုဝင်လာပါတယ်။ကျွန်တော်သာတရားတော်တွေဖတ်ပြရင်အမေပိုပြီးပျော်ရွှင်မှာပဲလို့ပါ။အဲ့ဒီအချိန်ကစပြီးအားလက်ရဲ့တိုင်းမှာကျွန်တော်ဖုန်းဆက်ပါတယ်။အမေဟာမျောလင်းတကြီးစောင့်မျှော်နေတတ်ပြီးအင်မတန်ဝမ်းသာပါတယ်။ဖုန်းပြောတဲ့အခါတရားတော်အမျိုးမျိုးကိုဖတ်ပြဖို့တောင်းဆိုလေးရှိပါတယ်။ပြီးခဲ့တဲ့2 ပတ်အတွင်းမှာအမေဟာအထူးဆန္ဒတစ်ခုရှိနေပါတယ်။ကျွန်တော်စီကဘတ်တာမိုင်စတိုထရာကိုနားထောင်ခြင်းနေတာပါ။တက္ကရာဂါထာတွေကိုအတန်ထွက်မမှန်နဲ့ရွတ်ဆိုဖို့ဆိုတာကျွန်တော်အတွက်စိန်ခေါ်မှုကြီးတစ်ခုပါ။အမေဟာအဲ့ဓာတွေကိုဘာမှမရှိပဲအလို့ရနေပါတယ်။ဒါပေမဲ့သူ့သားရဲ့အတန်နဲ့နားထောင်ရတာကအမေကိုအင်မတန်စိတ်အေးချမ်းစေပါတယ်။တစ်ပတ်မှာ1 နာရီလောက်ဒီလိုလုပ်ပေးတာတယောက်ယောက်ကတွေးမိနိုင်တာကကျွန်တော်အမေကျွန်တော်စီကနေဘလောက်တောင်နည်းနည်းလေးပဲလိုချင်တာလဲဒါပေမဲ့တကယ်တမ်းမှာတော့အမေရောကျွန်တော်ပါအမှန်တရားကိုသိပါတယ်အမေဟာကျွန်တော်စီကနေဘလောက်တောင်ကြီးကျယ်တဲ့အရာကိုမျှော်လင့်နေတယ်လဲဆိုတာကိုပါအမေဟာကျွန်တော်ကိုလွတ်မြောက်ရာလမ်းစီရှောက်လန်းစေချင်တာပါအမေရဲ့ဘဝမှာအင်မတန်အံ့ဩစရာကောင်းတဲ့ပေါင်းစပ်မှုကိုတွေ့ရပါတယ်လောကီရှုထောင့်ကကြည့်ရင်အမေဘဝဟာဒီစကားကိုသက်သေပြနေပါတယ်။တခြားသူတွေအတွက်ရှင်သန်ခြင်းဟာစစ်မှန်တဲ့ဘဝပါ။ဒါပေမဲ့တစ်ဖက်မှာလည်းမိမိကိုယ်ကိုကယ်တင်လိုတဲ့စိတ်ဓာတ်ကလည်းအမေစီမှာအမြဲရှိနေခဲ့ပါတယ်။အမေဟာကျွန်တော်တို့ကိုငယ်စဉ်ကတည်းကကိုကျင့်တရားတွေကိုသင်ကြားပေးခဲ့ပါတယ်။နောက်ပိုင်းမှာကျွန်တော်သမီး2 ယောက်ကိုလည်းအဲ့ဒီအတိုင်းသင်ကြားပေးခဲ့ပါတယ်။အမေရဲ့အရေးအောက်မှာချွေးမတွေရဲ့စရိုက်တွေလည်းတောက်ပလာခဲ့ပါတယ်။အမေဟာမြေးတွေအားလုံးအတွက်အားကျအတူယူစရာပါ။အမေအမြဲလေးလေးနက်နက်ပြောလေးရှိတာကမကောင်းတာကိုပြောဆိုနေရင်မကောင်းမှုတွေပြန့်ပွားလာလိမ့်မယ်။ဒါကြောင့်ကောင်းတာကိုပဲပြောဆိုခြင်းဖြင့်မကောင်းမှုကိုပယ်ဖျက်နိုင်ပါတယ်။အမကြီးကီရန်ကအမေရဲ့စိတ်နေစိတ်ထားကိုသတိရရင်ပြောပြတာကအမေဟာတခြားသူတွေရဲ့ကိစ္စတွေမှာဘယ်တော့မှဝင်ပါလေးမရှိပါဘူး။ငါဟာနင်းဟာဆိုတဲ့ခွဲခြားမှုတွေဟာအဓိပ္ပာယ်မရှိဘူးလို့ကျွန်တော်တို့ကိုသင်ကြားပေးခဲ့ပါတယ်။ဒီသင်ကြားမှုဟာဒီနေ့မှာကျွန်တော်တို့အတွက်အဖို့တန်ဆုံးယတနာပါပဲ။လူအဖွဲ့အစည်းမှာလေးစားမှုရနေတာဒါကြောင့်ပါ။ကျွန်တော်တို့ဟာစီးလုံးမှုကိုယုံကြည်ကြပြီးဘသူကြားမှရန်ညှိုးမဖွဲ့ကြပါဘူး။အမေဟာကျွန်တော်တို့ကိုဝိညာဉ်ရေးရာအသိအမြင်တွေပေးခဲ့တာကကျွန်တော်တို့တန်တရားဝိဒုက္ခကနေလွတ်မြောက်နိုင်စေဖို့အတွက်ပါရက်စွဲ2022ခုနှစ်ဧပြီလ26ရက်အမေဟာသူ့သားသမီးတွေစီကနေရုပ်ဝတ္ထုပစ္စည်းဘာမှမလိုချင်ခဲ့ပါဘူးကျ
ကျွန်တော်တို့အမှန်တရားကိုသိရှိပြီးဘာသာရေးမှာစိတ်ဝင်စားမှုရှိဖို့ပဲလိုလားခဲ့တာပါအမေရဲ့မေတ္တာဟာတရဝါအားလုံးရဲ့ကောင်းကျိုးကိုလိုလားတဲ့မြတ်စွာဘုရားရှင်တွေရဲ့ကရုဏာတော်နဲ့ဆင်တူလှပါတယ်2020ပြည့်နှစ်ဧပြီလ26ရက်နေ့မှာအမေကွယ်လွန်သွားခဲ့ပါတယ်ကိုရိုနာကပ်ရောဂါကြောင့်ခက်ခဲတဲ့အချိန်မှာအဲ့ဒီအချိန်ကစပြီးကျွန်တော်တို့နေ့တိုင်းစုပေါင်းတရားရွတ်ဆိုတဲ့အစဉ်အလာကိုလုပ်ခဲ့ကြပါတယ်။အဲ့ဒီအစဉ်အလာဟာအခုထိဂုဏ်ယူစွာနဲ့ရှိနေသေးပါ။ဒီတနာရီကိုအမေရဲ့နောက်ဆုံးဆန္ဒအတွက်ကျွန်တော်တို့ရည်စူးပါတယ်။ဟီရန်ရှိုဘာနဲ့ရာချနာတို့ကဒီအစဉ်အလာကိုမပြတ်တမ်းထိန်းသိမ်းနေကြတာပါ။ဒီနေ့မှာအမေကိုဥညွှတ်ရင်းနဲ့ဒါကိုပြန်လည်မျှဝေလိုက်ပါတယ်။အခုနားဆင်ခဲ့ရတာကတော့ရာဂျေးရှ်ကသူ့ရဲ့မိခင်အတွက်ပူဇော်တဲ့စကားလက်ဆောင်ပါပဲမရက်တန့်သွားတဲ့ရှင်သန်နေတဲ့အစဉ်အလာတစ်ခုပါစစ်မှန်တဲ့ချစ်ချင်းမေတ္တာဆိုတာဝိညာဉ်ရေးရာတိုးတက်မှုမှာပဲရှိနေတာပါဒီနေ့မှာအမေဟာလူကိုယ်တိုင်ကျွန်တော်တို့ကြားမှာမရှိတော့ပါဘူးဒါပေမဲ့မိသားစုတွေရဲ့တရားရွတ်ဆိုတန်တွေကအမေရဲ့နောက်ဆုံးဆန္ဒကိုဆက်လက်ရှင်သန်စေတာပါပဲကောင်းတာကိုပဲရွေးချယ်တာဟာအမေအတွက်အစစ်မှန်ဆုံးဂုဏ်ပြုခြင်းပါပဲဒီနေ့မှာစိတ်မကောင်းစွာနဲ့မျှဝေချင်တာကတော့ရာဂျေးရှ်ရဲ့ညီမငယ်ရှိုဘာဟာလည်း2026ခုနှစ်ဇန်နဝါရီလမှာငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ပါပြီအမေနောက်ကိုလိုက်ပြီးအစဉ်အမြဲခီးဆက်သွားခဲ့ပါပြီဒီသမီးရတနာလေးကိုလည်းကျွန်တော်တို့လှိုက်လိုက်လဲဂုဏ်ပြုလိုက်ပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်